အခုလက်တလို့ဖွဲ့စည်းနေတဲ့ဗမာအဖွဲ့အစည်းတွေကိုဗမာလူမျိုးတွေကိုယ်တိုင်ဘာဖြစ်လို့ကန့်ကွက်နေလဲဆိုလို့ရှင်လေနောက်ဆက်တွဲဖြစ်လာနိုင်တာကကောင်းကျိုးတဲ့ဆိုးကျိုးဖြစ်နိုင်ခြေပိုများနေလို့ဖြစ်တယ်ဘလို့ဆိုးကျိုးတွေဖြစ်လာနိုင်လဲဆိုလို့ရှင်ဥမာအနေနဲ့ဒီအဖွဲ့အစည်းတွေမဖွဲ့စည်းခင်ကကရင်လူမျိုး3ယောက်လောက်နဲ့ဗမာလူမျိုး2ယောက်နဲ့ပေါ့နော်စိတ်အခမ်းမသိလို့လုပ်ငန်းခွင်မှာခိုက်ရန်ဖြစ်ပွားခဲ့သည်ရှိတော့ဒါဟာဒီကရင်ကောင်လေး3ယောက်နဲ့ဗမာလူမျိုး2ယောက်လူမှုရေးပြဿနာတာဖြစ်တယ်ဒါတို့ဗမာဖွဲ့စည်းတွေကိုဝေဖန်နေတဲ့နော်ဂျပန်ကဘဲပေါ့ဒီဘဲနဲ့ပတ်သက်ပြီးတော့မှနည်းလေးပြောချင်တယ်သူပြောထားတဲ့အထဲမှာပေါ့ဟာလားသူကတော့သူညံမီလောက်တွေးထားတာပေါ့ဒါဗမာဖွဲ့စည်းတွေဒါမရှိတဲ့ဘာကြောင့်မလို့ဗမာလူမျိုးတွေကမထောက်ခံရတယ်လဲဆိုတော့အဲ့တော့မင်းတို့ကချဲလန့်ခေါ်မယ်ကွာမင်းတို့ကောင်နေမင်းတို့နဲ့အနည်းဆက်ဆုံးပေါ့နော်ဘယ်ဆိုင်ပဲဖြစ်ဖြစ်ကွာမြန်မာဆိုင်တစ်ဆိုင်မှာသွားစားလိုက်ပြီးလို့ရှိရင်အဲ့ဒီဆိုင်နဲ့တွဲပြီးတော့မှဓာတ်ပုံရိုက်တင်လိုက်အခုလက်တလို့ဖွဲ့စည်းနေတဲ့ဗမာအဖွဲ့အစည်းတွေကိုဗမာလူမျိုးတွေကိုယ်တိုင်ဘာဖြစ်လို့ကန့်ကွက်နေလဲဆိုလို့ရှင်လေနောက်ဆက်တွဲဖြစ်လာနိုင်တာကကောင်းကျိုးတဲ့ဆိုးကျိုးဖြစ်နိုင်ခြေပိုများနေလို့ဖြစ်တယ်ဘလို့ဆိုးကျိုးတွေဖြစ်လာနိုင်လဲဆိုလို့ရှင်ဥမာအနေနဲ့ဒီအဖွဲ့အစည်းတွေမဖွဲ့စည်းခင်ကကရင်လူမျိုး3ယောက်လောက်နဲ့ဗမာလူမျိုး2ယောက်နဲ့ပေါ့နော်စိတ်အခမ်းမသိလို့လုပ်ငန်းခွင်မှာခိုက်ရန်ဖြစ်ပွားခဲ့သည်ရှိတော့ဒါဟာဒီကရင်ကောင်လေး3ယောက်နဲ့ဗမာလူမျိုး2ယောက်လူမှုရေးပြဿနာတာဖြစ်တယ်ဒါပေမဲ့ဒီအဖွဲ့အစည်းတွေဖွဲ့စည်းပြီးသွားလို့ရှိရင်ကရင်လူမျိုး1ယောက်နဲ့ဗမာလူမျိုး1ယောက်ရခိုင်လူမျိုး1ယောက်နဲ့ဗမာလူမျိုး1ယောက်ရှမ်းလူမျိုး1ယောက်နဲ့ဗမာလူမျိုး1ယောက်ပေါ့နော်အဲ့လိုလေးပဲသူတို့ကသူတို့စိတ်အခမ်းမသိလို့ဒီလုပ်ငန်းခွင်မှာစိတ်အခမ်းမသိလို့လူမှုရေးပြဿနာဖြစ်ပြီးတော့ရန်ဖြစ်ကြည့်လိုက်ခက်ရန်ဖြစ်ကြည့်လိုက်ပေါ့နော်ခေါင်းစဉ်တွေကလာတော့မယ်ကရင်လူမျိုးတွေကဗမာလူမျိုးတွေကိုဝိုင်းရိုက်ပါတယ်ဗမာလူမျိုးတွေကကရင်လူမျိုးတွေကိုဝိုင်းရိုက်ပါတယ်ရှမ်းလူမျိုးကဗမာလူမျိုးကိုဝိုင်းရိုက်ပါတယ်ဗမာလူမျိုးကရှမ်းလူမျိုးကိုဝိုင်းရိုက်ပါတယ်ရခိုင်လူမျိုးကဗမာလူမျိုးကိုဝိုင်းရိုက်ပါတယ်ဗမာလူမျိုးကရခိုင်လူမျိုးတွေကိုဝိုင်းရိုက်ပါတယ်အဲ့လိုမျိုးလူမှုရေးပြဿနာနေပြီးတော့မှလူမျိုးရေးပြဿနာထိဖြစ်လာနိုင်တယ်ပေါ့နော်ဒါသေချာပေါက်ဖြစ်လာနိုင်တယ်ဒါဒီတိုင်းစိတ်ကူးရင်ပြောနေတာမဟုတ်ဘူးနော်အဲ့လိုမျိုးဖြစ်ခဲ့ဘူးတဲ့တာရကကြီးရှိခဲ့တယ်2013မှာကျွန်တော်မိထီလာကလားဗမာအရေးခင်းအောင်မှတ်မိကြအောင်မယ်ထင်တယ်ကျွန်တော်သိသလောက်အဲ့ဒီပြဿနာဘယ်ဟာစဖြစ်တယ်လဲဆိုလို့ရှိရင်ဒီကလားရွှေဆိုင်တစ်ဆိုင်မှာဗမာလူမျိုးကရွှေဝင်ဝယ်တယ်ပေါ့ဗျာအဲ့ဒီအချိန်မှာဒီရွှေဆိုင်ပန်းရှင်ကလားမိသားစုကနေပြီးတော့မှဗမာလူမျိုးဒီဈေးဝယ်ပေါ့နော်ဈေးဝယ်သူကိုဝိုင်းပြီးတော့မှရိုက်ကြတယ်တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့ဒါဟာဈေးတယ်နဲ့ဈေးဝယ်ဖြစ်တဲ့ပြဿနာဖြစ်တယ်အဲ့ဒီကိစ္စမှာဘယ်သူကမှားလဲဘယ်သူကမှန်လဲဆိုတာတော့ကျွန်တော်မသိဘူးတကယ်လို့အဲ့ဒီရွှေဆိုင်ပန်းရှင်မိသားစုဘက်ကမှားနေခဲ့ရင်တော့မှအဲ့ဒီမိသားစုဝိုင်းပြီးတော့ရိုက်ပစ်လိုက်အဲ့ဒါနဲ့မှမချင်နိုင်ရင်ဝိုင်းပြီးတော့မှတတ်ပစ်လိုက်အိမ်ကိုမီးချို့ပစ်လိုက်ဆိုင်ကိုမီးရှို့ပစ်လိုက်ဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီအချိန်မှာအမျိုးဘာသာသာသနာဆိုတဲ့အဖွဲ့အစည်းကြီးကအင်အားကောင်းနေတဲ့အချိန်ဖြစ်တယ်အဲ့ဒီမတိုင်ခင်တုန်းကအဲ့ဒီအဖွဲ့အစည်းတွေကနေပြီးတော့မှဒီကလားတွေနဲ့ပတ်သက်ပြီးတော့ဒီမကောင်းတဲ့အချက်တွေပေါ့နော်မကောင်းတဲ့အချက်တွေကိုကျွန်တော်တို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေကိုလက်ကမ်းစာအုပ်တွေအနေနဲ့မျှဝေပေးခဲ့တာရှိတယ်ကျွန်တော်ကိုယ်တိုင်အဲ့ဒီစာအုပ်တွေဖတ်ဖူးတယ်ကျွန်တော်ငယ်ငယ်ရဆိုလို့ရှိရင်ကလားတွေကိုအယမ်းမုန်းတယ်အယမ်းမုန်းတဲ့အထဲမှာပါတယ်ကလားတွေကိုမြင်လို့ရှိရင်ဒီမုန်းစိတ်မွေးတဲ့လူတွေမြင်လို့ရှိရင်ကြောက်လဲကြောက်တယ်မုန်းလဲမုန်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီစာအုပ်ထဲမှာမကောင်းတဲ့ချက်တွေအများကြီးရေးထားတာဖြစ်တယ်အဲ့လိုနဲ့ဒီမိထီလာမှာဈေးတယ်နဲ့ဈေးဝယ်ဖြစ်တဲ့ပြဿနာကနေပြီးတော့မှဒီကလားတွေကဗမာလူမျိုးကိုဝိုင်းပြီးတော့မှရိုက်လိုက်ကြပါတယ်ဆိုပြီးတော့မှဖြစ်သွားတဲ့အဖြစ်ကနေပြီးတော့မှဗမာလူမျိုးတွေအများကြီးစုပြီးတော့မှဒီရွှေဆိုင်ပိုင်ရှင်မိသားစုတွေမဟုတ်ဘဲနဲ့မိထီလာမှာရှိတဲ့ကလားမှန်သမျှတွေ့တဲ့ကလားမှန်သမျှကိုဝိုင်းပြီးတော့မှရိုက်ကြတယ်ရရဆက်ဆက်တက်တာတွေရှိတယ်ဒီကလားတွေပိုင်တဲ့ဗလီတွေနဲ့စီးစိမ်ဥစ္စာတွေအိုးအိမ်တွေကိုပါမီးရှို့ဖျက်ဆီးခဲ့တာတွေလုပ်ခဲ့ကြတယ်တော်တော်လေးကိုရရဆက်ဆက်လုပ်ခဲ့ကြတယ်ပေါ့နော်အဲ့ဒီတုန်းကဒီအစ္စလမ်ဘာသာဝင်တွေကြည့်ပဲခံခဲ့ရတာမဟုတ်ဘူးကျွန်တော်ကလားရုပ်ပေါက်နေလို့ရှင်ဟိန္ဒူဂေါရဂါအများကြီးပေါ့နော်ဟိန္ဒူပဲဖြစ်ဖြစ်ဂေါရဂါပဲဖြစ်ဖြစ်အစ္စလမ်ပဲဖြစ်ဖြစ်ကျွန်တော်ကလားရုပ်ပေါက်နေပြီဆိုတာနဲ့အရိုက်ခံရတာရှိတယ်
တချို့ဗမာတွေကလားရုပ်ပေါက်ပြီးမုတ်စိတ်မွေးလေးရှည်လို့ရှိရင်အပြင်ကိုမထွက်ရဲကြအောင်အဲ့ဒီအချိန်တွေအထိရောက်ခဲ့ကြတယ်ပေါ့နော်အဲ့ဒီလိုနဲ့ဒီမိထီလာတင်ဘဲလားဆိုလို့ရှိရင်မဟုတ်ဘူးမိထီလာအနီးတစ်ဝိုက်မှာရှိတဲ့မြို့တွေပါအဲ့ဒီတည်င်းကပြန့်နှံ့ပြီးတော့မှအဲ့ဒီတခြားမြို့တွေမှာရှိတဲ့ကလားတွေပါကောင်းကောင်းမွန်မွန်မနေရကြတော့ဘူးနေရက်ကိုစွန့်ခွာပြီးတော့မှတိမ်းရှောင်ခဲ့ကြတဲ့မိသားစုတွေပါရှိခဲ့ကြတယ်ပေါ့နော်အမှန်တကယ်ဆိုလို့ရှိရင်တော့သူတို့တွေကကျွန်တော်တို့နဲ့နှစ်ပေါင်းများစွာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်လာခဲ့ကြတဲ့သူတွေဖြစ်တယ်တကယ်ဆိုလို့ရှိရင်တော့ဒီလောက်ရက်တွေကလုံးဝကိုမလုံသိတဲ့လောက်ရက်တွေဖြစ်တယ်ပေါ့နော်အဲ့ဒီဖြစ်ရက်တွေအတွက်လည်းကျွန်တော်တို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေရဲ့ကိုယ်စားကျွန်တော်အနှုတ်ညွတ်တောင်းပန်ပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေဟာအဲ့ဒီလူမျိုးရဲ့ဆက်ဆက်ပြုမှုခဲ့ကြတာဖြစ်တဲ့အတွက်ဒီကိစ္စကိုသူတို့တွေဘယ်တော့မှမေ့မှာတော့မဟုတ်ပေါ့နော်ဒါပေမဲ့ဒီမှပြောတာကိုတစ်ချက်လောက်နားထောင်ကြည့်ပါဒီ comment လေးကို reply လုပ်ပေးမယ်နော်ဒီလို comment မျိုးရေးတဲ့လူရဲ့စိတ်တက်ကိုအရန်လေးစားလုံးဝကြည့်လို့လေနော်မိထီလာမှာလှုပ်ထားတာမမှတ်သေးဘူးလားကလားတွေတဲ့အကိုပြောသလိုပေါ့နော်အကိုလိုသူရုံမှာတတိုက်ကအဲ့လိုလှုပ်ထားတာကိုကျွန်တော်တို့ဘယ်တော့မှမမေ့တယ်လို့ဘယ်တော့မှလည်းမေ့လို့မရဘူးဒါပေမဲ့ဘယ်တော့မှလည်းလက်တုပ်ပြန်မှာမဟုတ်ဘူးရှင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အစ္စလာမ်ဆိုတဲ့အဓိပ္ပာယ်ကငြိမ်းချမ်းရေးကိုဥဆောင်တဲ့အဓိပ္ပာယ်ပါနော်အဲ့တော့ကျွန်တော်တို့လူမျိုးတွေကငြိမ်းချမ်းရေးကိုလိုလားတယ်ကျွန်တော်တို့ရဲ့နတ်ဘဝသခင်ကျွေးစုတော်ရှင်ကျွန်တော်တို့ဖခင်သခင်ရဲ့ဆေလွတ်ချင်းခံရတဲ့တမန်တော်ကလည်းကျွန်တော်တို့ကိုငြိမ်းချမ်းဖို့ပဲအမြဲတမ်းတူတင်ဆုံးမပေးပါတယ်ဒီအမအစ္စလမ်ဘာသာဝင်တယောက်ဖြစ်တယ်သူတို့ကိုယ်တိုင်အဲ့ဒီအရေးခင်းမှာဒီဖြစ်အကြီးကိုခံစားခဲ့ရတာဖြစ်ရင်ဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့သူတို့ပြောတာရှင်းတယ်သူတို့ဘယ်တော့မှမိတ်မှာမဟုတ်ဘူးဒါပေမဲ့ဘယ်တော့မှလည်းလက်တုပ်ပြန်မှာမဟုတ်ဘူးတဲ့အဲ့ဒီစကားအင်မတန်ကိုမှကောင်းတဲ့စကားပေါ့နော်အင်မတန်ကိုမှမော်မြတ်တဲ့စကားဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေအနေနဲ့လည်းအဲ့ဒီလိုဖြစ်ရမျိုးနောက်ထပ်ဘယ်တော့မှမဖြစ်အောင်အထူးဂရုစိုက်ဖို့လိုပါတယ်အရင်ဗီဒီယိုထဲမှာကျွန်တော်ဗုဒ္ဓဘာသာဗမာလူမျိုးစစ်စစ်တယောက်ဖြစ်ကြောင်းကိုတည်တည်ချာချာရှင်းပြခဲ့တယ်ဒါပေမဲ့ဒီသူတို့အဖွဲ့အစည်းကိုမထောက်ခံတာနဲ့ပဲကျွန်တော် Messenger ကနေပြီးတော့မှလာပြီးတော့မှဆဲကြတယ်လာပြီးတော့မှပြောကြတယ်ပေါ့နော်ဘယ်လိုပြောကြလဲဆိုလို့ရှိရင်မင်းကတဲ့ဗုဒ္ဓဘာသာဗမာလူမျိုးမဟုတ်ဘူးတဲ့ဗုဒ္ဓဘာသာအယောင်ဆောင်ထားတာပေါ့နော်ဗမာယောင်ဆောင်ထားတဲ့ကလားပေါ့နော်အဲ့တော့ကျွန်တော်ကဘယ်လိုလုပ်ပြရမှာလဲဟိုဒီပုံမှာဆိုလို့ရှိရင်ဒါကျွန်တော်မိထီလာမှာကျွန်တော်ဦးသိန်းစိန်ဖေးရလို့ခေါ်တာပေါ့နော်ဖေးရရဲ့ဘွဲအမီအမှန်တော့ကျွန်တော်မမေ့တော့ဘူးဒါပေမဲ့ကျွန်တော်တို့အများစုခေါ်ကြတာကျွန်တော်ចောင်းသားတွေခေါ်ကြတာဦးသိန်းစိန်ဖေးရပေါ့နော်ဒါဟာကျွန်တော်ဦးသိန်းစိန်ဖေးရကိုဒါကြော့နေတဲ့ပုံဖြစ်ပါတယ်သူတို့ဗမာဖွဲ့စည်းတွေကိုဝေဖန်နေတဲ့နော်ဂျပန်ကဘဲပေါ့ဒီဘဲနဲ့ပတ်သက်ပြီးတော့မှအနေလေးပြောချင်တယ်သူပြောထားတဲ့အထဲမှာပေါ့ဟာလားဒါသူကတော့သူညံမီလောက်တွေးထားတာပေါ့ဒါဗမာဖွဲ့စည်းတွေဒါမရှိတဲ့ဘာကြောင့်မလို့ဗမာလူမျိုးတွေကမထောက်ခံရတယ်လဲဆိုတော့ဒါဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ဟလာလူမျိုးရေးဘာသာကြီးဖြစ်ခဲ့ပဋိကိယုံတွေဖြစ်ခဲ့ဘူးတယ်ပေါ့ဒါနောက်ပြီးလို့ရှိရင်သူအဓိကပြောတာတော့ကလားရေးပေါ့ကလားနဲ့ဗမာနဲ့ဖြစ်ခဲ့တဲ့ຢာတွေမှာဒါကိုရီဗမာတွေကပဲဟလာဗုဒ္ဓဘာသာဘက်ကပဲလွန်တလို့လို့နဲ့ဒါသူကတော့သူညံမြေလောက်ပြောတာပေါ့နောက်ပြီးတော့ပြောပါတခြားတိုင်းတိုင်းကြီးကမောင်တော်တွေကိုဘာကြောင့်မွေးပန်တယ်လဲပေါ့ကရင်ဆိုလဲသူဟလာမဘာတာမတက်ဘူးရခိုင်လည်းမဘာတာမတက်ဘူးလို့ရခိုင်မှာဖြစ်ခဲ့တဲ့ဘာသာရေးပဋိပက္ခတွေတူမသိဘူးဟလာကရင်နေဖွဲ့တယ်ဟလာဘာတော့ကရင်ယူနဲ့ DKB ဘာကြောင့်ကွဲလဲတူမသိဘူးတီလာဆိုတူမသိဘူးဒါပြီးတော့ဘယ်လိုပြောရမလဲဗမာအဖွဲ့အစည်းတွေဖွဲ့လို့ရှိရင်ပေါ့ဟလာတယောက်ရှဲပြဿနာတက်တာတွေကအဖွဲ့အစည်းတွေဘာတွေဖွဲ့ပြီးလို့ရှိရင်ဟလာအဖွဲ့အစည်းလူမျိုးရေးဆိုင်ရာပဋိပက္ခတွေဖြစ်လာနိုင်တယ်ဆိုတော့သူသုံးသက်ချက်ကလေးကိုလည်းနားထောင်လိုက်ရတယ်ပေါ့ဒါကတော့တကယ်ပြောရမယ်ဆိုတော့ကလေးတွေးပါနောက်ပြီးတော့အဆိုးဆုံးတစ်ချက်ပေါ့သူပြောတဲ့တဲမှာနားထောင်ကအဆိုးဆုံးကဘာတော့ဆိုတော့လူမျိုးနဲ့ဘာသာနဲ့ကိုခွဲရမယ်ပေါ့ဟုတ်လားဗုဒ္ဓဘာသာအတွက်ဆိုလည်းဗုဒ္ဓဘာသာအတွက်တီးတန်ကြိုးယူဖွဲ့ဗမာဆိုလည်းဗမာဖွဲ့ဆိုပြီးတော့သူပြောသွားတာဒါညံရီကဒီလောက်ပဲရှိတယ်လားလို့ထင်မိတယ်ပေါ့ရှေးစင်စက်ကလေးကဗမာဆိုတာကဗုဒ္ဓဘာသာနဲ့တွဲနေတာကွာဗမာကိုရောင်တင်ပေးတာကဗုဒ္ဓဘာသာကွာအဲ့ဘာသာနဲ့လူမျိုးခွဲလိုက်ဘာတွေဖြစ်လာမလဲဆိုလို့ရှိရင်ဘယ်လိုပြောဘာသာတရားရဲ့အဆုံးအမနဲ့ဘယ်လိုပြောတည်တတ်မနေတဲ့လူမျိုးစုပါကွာရိုင်းဆိုင်တယ်ဒီချက်ပို့ပြီးတော့မှလက်ရှိတောင်မှာကွာဘာသာရေးဆုံးမနဲ့တော်တော်ကင်းကွာနေလူတွေကရိုင်းနေတာအဲ့တော့ဘာသာရေးနဲ့ကင်းကွာပြီးတော့လူမျိုးရေးတည်တတ်ဖွဲ့လိုက်မယ်ဆိုရင်ဘယ်လိုလုပ်အဆင်ပြေလာနိုင်မလို့ကျွန်တော်တို့ကစီစီလုံးလုံးညီညွတ်နေကွာကို့လူမျိုးတွေရဲ့ဇာတိတာပိုင်းဆိုင်ရာတွေပြုပြင်ဖို့အကျင့်ဇာတိတာပိုင်းဆိုင်ရာတွေပြုပြင်ဖို့ဆိုလို့ရှိရင်ဗုဒ္ဓဘာသာနဲ့မတွဲလို့ကိုမရအောင်မတွဲလို့လည်းမရအောင်
အဲ့မတွဲမှပြဿနာကပိုကြီးမှာနောက်ပြီးတော့သူပြောသွားတယ်ဟာတိုင်းနာ135မျိုးတဲ့136မျိုးဖြစ်ဖို့စ조사နေတာသူမသိဘူးပင်ကလေးပြဿနာတယ်အခုရိုဟင်ဂျာဆိုတဲ့ပြဿနာဖြစ်နေတာသူမသိဘူးဒါတွေကိုဟုတ်လား136မျိုးမဖြစ်ဖို့ကာဝယ်ရမယ်ဆိုတော့သူမသိဘူးသူနားမလဲသူကတော့သူညံပြီတလောက်ပြောသွားတာသူအသိဉာဏ်ရှိတဲ့လောက်သူပြောသွားတာပေါ့ဒါအပြစ်တော့မပြောလို့ပါဘူးဒါပေမဲ့တခုပြောချင်တာကွာတခုခုပြောတော့မယ်ဆိုနည်းနည်းပပလေးလေ့လာပြီးမှပြောသိအောင်လုပ်ပြီးမှပြောမတိဘဲနဲ့ဘူးမတိကိုမတိရန်တန်မပြောစေချင်တော့ရန်တန်ပြီးမပြောစေချင်ဘူးပေါ့တော့အဲ့ဒါလေးတော့ပြောချင်ပါတယ်ဒါကျွန်တော်လည်းဒါစကားချမ်းချမ်းနေမပြောချင်ပါဘူးဒါပြဿနာဖြေရှင်းလို့လည်းမဟုတ်ကျွန်တော်တို့ပြန်ဖြေရှင်းပြီးပြန်ပြောပြတာပါနော်အဲ့ဒီဘာတော့ဥစောပြောမယ်ဆိုတာဘာတော့အဲ့ဒီကိုပြောချင်တာခင်ဗျဥစောပဲပြောဥကြော်ပဲပြောကျွန်တော်ခင်ဗျကိုပြောချင်တာကတခုပြောမယ်ဆိုရင်တိရရှာသိအောင်လေ့လာပြီးမှပြောပါနော်ကျွန်တော်တော့ပဲပြောချင်ပါတယ်ဒီလောက်ပါပဲဂျပန်မှာနေပြီးတော့မှအမျိုးဘာသာသာသနာဆိုပြီးတော့မှအမျိုးသားရေးစိတ်တဲ့အရန်ကိုပြေဝပြင်းထန်နေပါတယ်ဆိုတဲ့ဒီတာဂီနွယ်ဘွားဆိုတဲ့ကောင်လေးနောက်တစ်ယောက်ကတော့ဒီကိုယ်စကားပဲရောက်လို့ရောက်မှမသိဘာတွေပြောလို့ပြောမှလည်းမသိဘူးပေါ့နော်အဲ့လိုမျိုးတွေရှောက်ပြောနေတဲ့ဒီသူတို့တဖွဲ့တည်းပေါ့နော်ဒီညင်ညောင်ဆိုတဲ့ဆောက်ကလေးအမှန်တကယ်ဆိုလို့ရှိရင်တော့မင်းတို့အဖက်လုပ်ပြီးတော့စကားတွေကိုထည့်ကုန်မပြောချင်တာကွာငါတို့ဂျပန်မှာရှိတဲ့သူတွေကမင်းတို့ကိုဆိုလို့ရှိရင်လေချီးထည့်ရွံတယ်အဲ့ထဲမှာငါလည်းပါတယ်မင်းတို့နဲ့ထိုင်ပြီးတော့မှ10မိနစ်လောက်စကားထိုင်ပြောမလားချီးပုံကြီးကိုတနေ့ကုန်ထိုင်ကြည့်မလားဆိုရင်ငါချီးပုံကြီးကိုတနေ့ကုန်ထိုင်ကြည့်မယ်ကောသိလားမင်းတို့ချီးထည့်ကိုရွံတာဒါပေမဲ့မပြောလို့ဖြစ်လို့ပြောရမှာပေါ့နော်ငါပုံထောင်ပြီးတော့ပြောတယ်ငါနာမည်ကိုထည့်ပြီးတော့ပြောတယ်အဲ့တော့မင်းတို့လာပြောတာပေါ့နော်ပထမဦးဆုံးအနေနဲ့မင်းတို့ကိုမေးချင်တာလေမင်းတို့ကောင်နေအမျိုးဘာသာသာသနာကိုဒီလောက်ချစ်တာအရန်ချစ်တာပေါ့နော်အရန်ကိုမှကောက်ွယ်ဆောက်ရှောက်ချင်တာကွာဒါဆိုရင်ဘာဖြစ်လို့နိုင်ငံခြားကိုထွက်လာသေးလဲအထူးသဖြင့်တော့ဒီဂျပန်နိုင်ငံကွာသိလားဂျပန်နိုင်ငံဆိုတာလေငါတို့နိုင်ငံယူကိုအချိန်ကြီးအကြာကြီးရဲရဲဆက်ဆက်အုပ်ချုပ်ခဲ့တယ်ငါတို့ဗမာမျိုးကောင်းသားသမီးတွေကိုရဲရဲဆက်ဆက်ညှဉ်းပန်းနှိပ်စက်တာတွေရဲရဲဆက်ဆက်ဆော်ကားခဲ့တာတွေရှိခဲ့တယ်ပေါ့နော်အဲ့ဒီလိုနိုင်ငံကြီးကိုဘာဖြစ်လို့အဲ့ဒီအမျိုးချစ်ပါတယ်ဆိုတဲ့ကောင်တွေကလာပြီးတော့မှကြုံခံနေရတာလေအဲ့ဒါငါလုံးဝစဉ်းစားလို့မရဘူးကွာနောက်တစ်ခုကဟိုညင်ညောင်ဆိုတဲ့ဆောက်ကလေးပြောလိုက်ပါတယ်ဗာလေ background ချင်းရှင်းမလားတဲ့ဘာဖြစ်လို့လဲဆိုတော့ကိုကသူ့တဲ့ follower နဲ့နေနေမှာပေါ့နော်အဲ့လိုမျိုးဖြစ်လို့နေမှာပေါ့ဒါ background ချင်းရှင်းမလားပေါ့သူတို့ထောက်ခံပေးတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်သူတို့ထောက်ခံအားပေးနေတဲ့သူတွေအများကြီးရှိတယ်ပေါ့မင်းတို့ထောက်ခံအားပေးနေတဲ့သူတွေကိုကြည့်လိုက်အကုန်လုံးကမြန်မာနိုင်ငံကသူတွေကြီးပဲအဲ့ဒီထဲမှာများသောအားဖြင့်ကလေပညာမတတ်တဲ့သူတွေပညာအရေးချင်းနိုင်ပါတဲ့သူတွေပေါ့နော်အကုန်ပြောရလို့ရှိရင်ဘောမတွေကွာအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုလူမျိုးတွေအများကြီးကမင်းတို့ထောက်ခံအားပေးနေတာအဲ့တော့မင်းတို့ကလေတကယ်တမ်းကျတော့အနုတော်မှာလူကြောဖြစ်နေတာငါညီတို့ရဲ့သိလားအနုတော်မှာလူကြောဖြစ်နေတာကိုဟုတ်လာပြီထင်းမနေနဲ့ဘုံရင်မြင့်မနေကြနဲ့ဘာပြောပြောကငါတို့မြန်မာနိုင်ငံကလူရသိရမလားဒီဂျပန်ရောက်ပြီဆိုလို့ရှိရင်တော်တော်များကအထင်ကြီးကြတယ်ကွာအဲ့ဒီထဲမှာဒီဘောမအတိုင်းဝိုင်းထဲမှာပညာတတ်ဆိုတာတော်တော်လေးကိုရှားတယ်ပြီးတော့အခုလိုဂျပန်လူနိုင်ငံမျိုးကွာဂျပန်လူနိုင်ငံမျိုးမှာဒီရှိနေတဲ့ဘောမဟာသူတို့အတွက်ကတော့ဖျားပိတ်တဲ့ဆုလက်ပဲဘာဖြစ်လို့လဲဆိုရင်တော်တော်လေးကိုရှားပါပစ္စည်းကွာသိရမလားဂျပန်နိုင်ငံမှာဘောမရှိတယ်ဆိုတာတော်တော်လေးကိုရှားပါတဲ့ပစ္စည်းအဲ့လိုမျိုးဖြစ်နေပေါ့နော်ရှားပါလူသားဖြစ်နေတယ်ပေါ့အဲ့ဒါကြောင့်မို့လေမင်းတို့အရန်ကိုမှအထင်ကြီးအရန်ကိုမှလေးစားနေကြတာပေါ့တကယ်တမ်းကျတော့မင်းတို့ဘဝတနာစရာကောင်းတယ်ကွာမင်းတို့ဘဝဒီဂျပန်မှာနေတာပေါ့နော်ဂျပန်မှာနေတယ်လူရဝင်ဖြစ်နေဂျပန်မှာမင်းတို့ဘယ်နာလေးမှာလူရဝင်လဲတစ်ချက်လောက်ပြောကြည့်လိုက်မင်းတို့ဂျပန်လူတွေကလုံးဝကိုလူရမသွင်းတာကွာသိလားမင်းတို့ကိုယ်တိုင်ကိုလူရဝင်လားမဝင်လားဆိုတာသိချင်မှသိလိမ့်မယ်မင်းတို့လူရဝင်လားမဝင်လားသိချင်လို့ရှင်မင်းတို့ကြိုက်တဲ့မြန်မာဆိုင်တစ်ဆိုင်သွားပြီးလို့ရှိရင်အဲ့ဒီဆိုင်ပုံနဲ့မင်းတို့မျက်နှာနဲ့တွဲပြီးတော့မှတပ်ပုံရိုက်ပြီးတင်လိုက်အဲ့လိုတွဲတင်လိုက်ဘာဖြစ်မလဲသိလားအဲ့ဒီဆိုင်မှာနာမည်ပြတ်သွားမှာနော်အဲ့လိုမတင်ခင်ဆိုင်ရှင်ဘက်ကိုအရင်ပြောကြည့်ပေါ့နော်ကျွန်တော်ဒီဆိုင်ပုံလေးနဲ့တပ်ပုံရိုက်ပြီးတင်လို့ရမလားခင်ဗျာဆိုပြီးမှပြောကြည့်လိုက်အဲ့ဆိုင်ရှင်ကနေမှလက်ခံတယ်ဆိုလို့ရှိရင်တင်ပေးကြည့်လိုက်ကွာအဓိကတော့ဒီအနုတော်မှာလူကြောဖြစ်ဖို့တက်ပေါ့နော်မင်းတို့နေတဲ့နိုင်ငံမှာမင်းတို့ဘယ်လောက်လူရဝင်လဲဆိုတာအဓိကပဲမင်းတို့ဘယ်လောက်လူတွေကလေးစားမှုရှိတယ်ဆိုတာအဓိကပဲအဲ့တော့မင်းတို့ကချဲလန့်ခေါ်မယ်ကွာမင်းတို့ကောင်နေမင်းတို့နဲ့အနည်းဆက်ဆုံးပေါ့နော်ဘယ်ဆိုင်ပဲဖြစ်ဖြစ်ကွာမြန်မာဆိုင်တစ်ဆိုင်မှာသွားစားလိုက်ပြီးလို့ရှိရင်အဲ့ဒီဆိုင်နဲ့တွဲပြီးတော့မှဓာတ်ပုံရိုက်တင်လိုက်အဲ့လိုမတင်ခင်မှာဆိုင်ရှင်ကိုသွားပြီးတော့ခွင့်တောင်းပေါ့ကွာမင်းတို့ဘယ်ဆိုင်ရှင်ကခွင့်ပြုမလဲလို့ငါလည်းအဲ့လိုပဲမြန်မာဆိုင်တစ်ဆိုင်ကိုသွားမယ်ပြီးလို့ရှိရင်အဲ့ဒီဆိုင်ပုံနဲ့ဓာတ်ပုံရိုက်ပြီးတင်မယ်ကွာအဲ့ဒါဆိုလို့ရှိရင်ဘယ်ဆိုင်ကနေပေါ့မှမင်းတို့ကိုခွင့်ပြုမလဲဘယ်ဆိုင်ကနေငါ့ကိုခွင့်ပြုမလဲပေါ့နော်ဆိုင်အများဆုံးနဲ့ဓာတ်ပုံရိုက်ပြီးတွဲတင်နိုင်ဆုံးသူဟာလူရအဝင်ဆုံးသူပဲကွာအဲ့အဖေကရှင်းတယ်ဟုတ်တယ်မလားကဲချဲလန့်ခေါ်တယ်ကွာ